Hello ညီမကတော့ MBO မှာ BA ဝင်ရေးအတွေ့တက်ရောက်နေတဲ့အကြောင်းသူပဲဖြစ်ပါရှင်။ညီမရေးရောက်တော့ campus တက်ခဲ့ပြီးတော့ရေး2နဲ့ရေး2ကို online ကနေ join ခဲ့ရပါတော့။ပြီးတော့ရေး2တက်နေရပါရှင်။ညီမအကြောင်းမှာတက်ရတဲ့အတွေ့အကြုံလေးကိုပြရမယ်ဆိုရင်အကြောင်းမှာသဘောကျတဲ့အချက်လေးရတော့ဝန်ထမ်းတွေအကြောင်းသားရဲ့လိုအပ်ချက်အတွက်အမြဲတမ်းအသိရှိနေပေးတယ်။နောက်တစ်ခုကတော့အကြောင်းသားရဲ့အတွက် coffee လေးထားရှိတယ်ပေါ့နော်။အတန်းတက်နာမှာလေ coffee ရဲ့နောက်ချိုချင်းလေးထားရှိပေးရတယ်ပေါ့ကြားတယ်။နောက်ပြီးဆရာသမားရဲ့အနေနဲ့လည်းတင်ကြားမှုပိုင်းမှာထိထိရောက်နဲ့တင်ပြကောင်းတဲ့ဆရာသမားကြီးပဲအများဆုံးအားဖြင့်တွေ့ရပါတယ်ရှင်။နောက်ပြီးတော့ case study presentation ကိုလည်းထိရောက်နဲ့ online campus ရောအတွက်တရားကြီး design နဲ့လုပ်ပေးနိုင်တဲ့အတွက်တင်ကြားရေးပိုင်းကိုလည်းအားရခြင်းနဲ့မှုရှိပါတယ်။မင်္ဂလာခင်ဗျာကျွန်တော်ကတော့ LBU BA Foundation မှာတက်ရောက်နေတဲ့ဝန်ထမ်းအောင်ပဲဖြစ်ပါတယ်ခင်ဗျာLBU International College Scholarship Program ကိုကျွန်တော်ရဲ့ရုံးမှာလုပ်နေတဲ့အထက်လူကြီးစီကနေပြီးတော့ကျွန်တော်ပညာရေးအတွက်ကျွန်တော်စပြီးသိရှိခဲ့တာပါစီးပွားရေးပွဲတစ်ခုဖြစ်တဲ့ BA Honors in Business Management Program ကိုဘာကြောင့်စိတ်ဝင်စားခဲ့ရလဲဆိုရင်ကျွန်တော်ကဒီအလုပ်မှာလေပေါ့နော်ကိုယ်တိုင်စီမံခန့်ခွဲမှုတွေကိုသိချလေးလုပ်ချင်တယ်ပြီးတော့ကိုယ်ပိုင်စီးပွားရေးလုပ်ချင်တာလည်းပါတာပေါ့အဲ့ဒါကြောင့်မလို့ကျွန်တော်စိတ်ဝင်စားခဲ့တာပါscholarship program ကိုရှောက်ပြီးတော့ရခဲ့တဲ့ခန်းစားချက်ကတော့ကျွန်တော်တကယ်ပြောမိပါတယ်ကျွန်တော်ကိုယ်တိုင်လည်းလုပ်နိုင်ခဲ့ပြီဆိုပြီးတော့ဗောနော်ကျွန်တော်ဒီအတန်းကိုတက်ရောက်နိုင်ခဲ့ပြီဆိုတဲ့ခန်းစားချက်လေးရပါတယ်ပြီးတော့ scholarship နဲ့ BA Honors in Business Management Program ကိုတက်ရောက်ခွင့်ပေးခဲ့တဲ့ LBU International College ကိုတကယ်ကျေးဇူးတင်ပါတယ်ပြီးတော့လူငယ်တွေကိုလည်း LBU မှာတက်ရောက်ဖို့အတွက်ကျွန်တော်အကြံပေးချင်ပါတယ်အခုဆိုရင်တော့ GED လေးတွေ Chinese program လေးတွေဖွင့်နေပြီဆိုတော့เนาะလူငယ်တွေအတွက်ပိုပြီးကောင်းတဲ့အတန်းလေးတွေကိုရွေးပြီးတော့တက်ရောက်လို့ရပါတယ်ပြီးတော့အနာဂတ်မှာကျွန်တော်ဒီဘောနော်ဒီအတန်းလေးပြီးသွားပြီဆိုရင်ဒီပွဲလေးရသွားပြီဆိုရင်ကျွန်တော်ကဒီလုပ်ငန်းခွင်ပြန်ဝင်ပြီးတော့အတွေ့အကြုံကောင်းလေးတွေရှာချင်ပါတယ်ပြီးတော့ကျွန်တော်ကိုယ်ပိုင်စီးပွားရေးလေးထောင်ဖို့အတွက်ကိုလည်းစဉ်းစားနေပါတယ်ခင်ဗျအားလုံးကိုကျေးဇူးတင်ပါတယ် Education for a promised future